ယေရှုခရစ်တော်၏နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ယုံကြည်ခြင်းရပ်သွားတဲ့နေရာဆိုတဲ့အကြောင်းအရာအပြင်နှုတ်ကပတ်တော်ကိုဆင်ခြင်ခွာယူတော်ဖို့ဖြစ်ပါတယ်။မိတ်ဆွေဘုရားသခင်ကနောက်ကျလွန်းတယ်လို့ခံစားဖူးပါသလား။သင်မှာယုံကြည်ခြင်းလည်းရှိတယ်။ဘုရားသခင်ရဲ့ဂတိတော်တွေအပေါ်မှာလည်းရပ်တည်တယ်။ဆုတွေလည်းတောင်းခဲ့တယ်။ဒါပေမဲ့သင်ရဲ့ဆုတောင်းချက်တွေကအပြေမရခဲ့ဘူး။ကျမ်းစာထဲမှာသင်လိုပဲခံစားခဲ့တဲ့သူတွေရှိပါတယ်။ရှင်ယောဟန်ခန်းကြီး7ထဲမှာလာဇရုကအယံဖျားနာနေခဲ့တယ်။အဲ့တော့အမနှစ်ယောက်ဖြစ်တဲ့မာရိနဲ့မာတာကတခြားမြို့ကိုရောက်နေတဲ့ယေရှုကိုလာရောက်ဆုတောင်းပေးဖို့ရန်တော့တည်င်းပါလိုက်ပါတယ်။ဒါပေမဲ့ယေရှုကချက်ချင်းရောက်မလာခဲ့ပဲ4 ရက်လောက်စောင့်လိုက်ရတယ်။ယေရှုရောက်လာတဲ့အချိန်မှာတော့လာဇရုကသေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဒါနဲ့မာတာကယေရှုကိုရရှိနေရင်ကျမမောင်သေမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။သဘောကတော့ယေရှုလာတာအယံနောက်ကျလွန်နေလို့မာတာခံစားနေရတာဖြစ်ပါတယ်။လာဇရုသေပြီးတော့သူတို့ရဲ့ယုံကြည်ခြင်းကရပ်သွားခဲ့တယ်။ယေရှုကဒါနဲ့လာဇရုရှိတဲ့နေရာစီကိုခေါ်သွားပေးဖို့ရန်တော့ပြောခဲ့တယ်။ဆိုလိုတာကမာတာမင်းတို့ယုံကြည်ခြင်းရပ်သွားတဲ့နေရာစီကိုငါ့ကိုခေါ်သွားပေးပါလို့ပြောနေတာပါ။သင်ရဲ့ယုံကြည်ခြင်းရပ်သွားတဲ့နေရာကဘယ်မှာလဲ။ဆရာဝန်ဆေးစစ်ချက်ကိုဖတ်လိုက်မိတဲ့အချိန်မှာလား။သင်လုပ်ချင်တဲ့ project မအောင်မြင်တဲ့အခါမှာလား။မျောလင့်လို့မဖြစ်လာတဲ့အခြေအနေမှာလား။သင်ယုံကြည်ခြင်းအလုံးမလုံးတော့တဲ့နေရာကိုယေရှုကိုခေါ်သွားဖို့လိုပါတယ်။ယုံကြည်ခြင်းကိုပြန်လှုပ်ဆော်ပါမိတ်ဆွေ။ယေရှုကမင်းရဲ့မောင်ထားမြောက်လိမ့်မယ်လို့ပြန်ပြောခဲ့တယ်။ယေရှုကသူတို့ရဲ့ယုံကြည်ခြင်းကိုအသက်ပြန်သွင်းပေးတယ်။မိတ်ဆွေသင်ရဲ့ယုံကြည်ခြင်းကိုလည်းအသက်သွင်းပါ။ဘုရားသခင်ကပြီးဆုံးသွားပြီလို့တင်ထားတဲ့နေရာမှာပဲရက်မနေစေခြင်းမူဖြစ်တယ်။အခြေအနေကမဖြစ်နိုင်တော့ဘူးဆိုရင်တော့မှသင်ကိုးကွယ်တဲ့ဘုရားသခင်ကတဘာဝလွန်ဘုရားပါ။ဒါကြောင့်ကိုရောနောက်ကြတယ်ပြီးဆုံးသွားပြီလို့ဘယ်တော့မှမတွေးပါနဲ့လုံးဝမဖြစ်နိုင်တော့တဲ့အခြေအနေမှာပြင်တယ်တဘာဝနမိတ်လက္ခဏာကိုမင်းတွေ့ရဖို့အတွက်ယုံကြည်မျှော်လင့်လိုက်ပါအဲ့ဒီခေတ်ကတော့ကယေရှုကိုအတိုက်ခံလုပ်ခဲ့တဲ့ကျမ်းပြုဆရာတွေကလူတွေဟာတဲ့တေပြီးရင်3 ရက်မြောက်တဲ့နေ့မှာဝိညာဉ်ထွက်သွားတယ်လို့သူတို့ကယုံကြည်ခဲ့ကြတာဖြစ်တယ်ယေရှုက4 ရက်မြောက်နေ့မှာရောက်လာခဲ့တယ်အဲ့တော့ဒါဟာယေရှုကလာဇရုကိုအသက်ပြန်ရှင်စေခြင်းကတန်တရားကင်းယုံလို့ရတဲ့နမိတ်လက္ခဏာဖြစ်တယ်ဆိုတာကိုသိအောင်တမင်တကာလုပ်ခဲ့တာပါတခါတလေဖခင်ကတင်ယုံကြည်တာတွေတင်ဆုတောင်းတာတွေကိုဖြည့်ပေးဖို့ရန်တော့တမင်တကာစောင့်နေတတ်ပါတယ်အဲ့ဒါကအသင်ကိုအပြေမပေးခြင်းလို့မဟုတ်ပါဘူးဖခင်သခင်ရဲ့အကြံစီကတင့်ဘဝထဲမှာဖခင်ကအမှန်တကယ်အောပွဲပြုတ်ပေးနေတယ်ဆိုတာကိုတင့်ကိုဝေဖန်နေတဲ့သူတွေတင့်ကိုတိုက်ခိုက်နေတဲ့သူတွေမငင်းနိုင်အောင်ဘုရားကတမင်တက်ကြံစီနေတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဘယ်တော့မှယုံကြည်တာကိုမရက်လိုက်ပါနဲ့။မတော်တဆရက်လိုက်မိတယ်ဆိုရင်တော့မှအဲ့ဒီနေရာကိုဘုရားသခင်နဲ့အတူပြန်သွားလိုက်ပါ။ယေရှုကသင်္ချိုင်းကိုရောက်တဲ့အခါမှာကြောက်တကားကိုရွေ့ဖို့ပြောခဲ့တယ်။မာတာက4 ရက်ရှိပြီနန်းလိုက်မယ်လို့ပြန်ပြောတယ်။ဒါနဲ့ယေရှုကမာတာကိုယုံကြည်ရင်ဖျားဘုန်းတော်ကိုမင်းရမယ်လို့ငါပြောပြီးမဟုတ်လားဒီလိုပြန်ပြောတယ်ဆိုလိုတာကမာတာယုံကြည်ခြင်းရှိပါမင်းရဲ့ယုံကြည်ခြင်းရက်သက်စေခဲ့တဲ့အချိန်တွေကဘုရားသခင်ဘုန်းထင်ရှားဖို့ဖြစ်လာမယ်ဆိုတော့ကိုသိစေချင်တာဖြစ်တယ်တကယ်ပဲယေရှုကမာရိနဲ့မာတာတို့ရဲ့တန်တရားတွေကိုခွာချပြီးတော့မှလာဇရုကိုအသက်ပြန်ရှင်စေခဲ့တယ်ဒီအမှုရာကိုမြင်တဲ့သူတွေကလည်းသခင်ယေရှုကိုယုံကြည်သွားခဲ့ကြတယ်ဒီအဖြစ်အပျက်ကိုကြည့်ရင်အစပိုင်းမှာမာရိနဲ့မာတာကသခင်ယေရှုအချိန်မီရောက်မလာလို့စိတ်ပြက်နေခဲ့ကြတာပါသူတို့မျှော်လင့်တာကသခင်ယေရှုကလာဇရုမတည်ခင်ရောက်လာပြီးတော့မှအနာရောဂါငြိမ်းပေးဖို့ပါဒါပေမဲ့ဘုရားရဲ့အကြံစီကတော့တာမန်ယောဂါငြိမ်းပေးဖို့လောက်ပဲမဟုတ်ပဲနဲ့လာဇရုကိုတေခြင်းကနေရှင်ပြန်ထားမြောက်စေဖို့ရည်ရွယ်ထားခဲ့တာပါဘုရားသခင်ရဲ့အကြံစီကကျွန်တော်တို့ရဲ့အစီအစဉ်ထက်ပိုပြီးတော့မှကောင်းတာဖြစ်ပါတယ်
တင်မျောလင့်တယ်လို့ဖြစ်မလာခင်လို့အဆုံးသက်သွားပြီလို့မဆိုလိုပါဘူးဖျားတခင်ကပိုကောင်းတဲ့အရာကိုတင်နဲ့ကျွန်ုပ်အတွက်ကြံစီနေတာဖြစ်ပါတယ်ဒါကြောင့်တင်ယုံကြည်ခဲ့ပေမဲ့မအောင်မြင်ဘူးယာသူမတိုးခဲ့ဘူးစိတ်ဆက်အပြေမကောင်းလာဘူးစီးပွားရေးကလည်းကြာဆင်းနေတယ်ဆိုရင်တော့မှဆက်ပြီးတော့ယုံကြည်ပါလို့ခွန်အားပေးခြင်းနဲ့ဖျားစီကပိုကောင်းတဲ့အရာတွေတင့်စီကိုလာနေပြီဖြစ်တယ်တင်ရဲ့ယုံကြည်ခြင်းကိုမရက်လိုက်ဘူးဆိုရင်အစအရာရာပြန်ပြီးတော့မှအဆင်ပြေလာပါလိမ့်မယ်တင်ယုံကြည်တဲ့အတိုင်းဖျားတခင်ရဲ့ဂတိတော်တွေပြေဝလာတော့မှဖြစ်ပါတယ်ဒါကြောင့်တင့်ကိုယုံကြည်ခြင်းရက်သွားစေတဲ့နေရာကဘေးနေရာမှာလဲအဲ့ဒီအခြေအနေကိုဖြစ်စေတဲ့နေရာစီကိုယေရှုကိုခေါ်သွားပြီးတော့မှရင့်တန့်သွားတဲ့ယုံကြည်ခြင်းခြေလှမ်းတွေကိုပြန်ပြီးတော့အသက်တွင်းလိုက်ပါအကုန်လုံးအဆင်ပြေသွားပါလိမ့်မယ်ဒါကြောင့်မို့လို့ချစ်ရတဲ့ညီကုန်းမောင်နှမတို့ကျွန်တော်တို့ဟာယုံကြည်ခြင်းရက်သွားတဲ့နေရာမှာပဲမရက်သက်ပဲနဲ့ဘုရားသခင်ရဲ့အကြံစီထဲမှာဆက်လက်ယုံကြည်နိုင်သောသူများဖြစ်စေမိကြောင်းဝေငှပါတယ်အရောက်စီတိုင်းပေါ်မှာဘုရားရှင်အထူးကောင်းချီးပေးပါစေ